ပန်းတို့ရဲ့ဘယင်တိတ်ခေါင်းနဲ့ထုတ်လာဟုတ်ပါအကြောင်းအသွေးမပါနေဘာကြောင့်သွေးမပါဘူးတဲ့ဒါပေမဲ့မွေးရဲ့အေးရဲ့တွေ့ကြည့်မရနိုင်နဲ့သူ့ကိုတွေ့ကြည့်လို့မရဘူးဟုတ်အရာဝတ္ထုမဟုတ်ဘူးလေဟုတ်ပါနော်ဗန္ဒရာဘယ်လိုတွေနှက်ကြအဝေးမဲ့ဒီပန်းကိုတော့အမြတ်တလုံးရည်နဲ့ဆွဲကြအောင်ဝေးတဲ့ရေဝဲသူသာတကယ်ပန်းရဲ့ထိတ်ကောင်ွယ်အကြောင်းအသွေးမပါနေနဲ့မွေးရဲ့အေးရဲ့တွေ့ကြည့်မရနိုင်နောက်ပိုက်ရရတော့လေချစ်စရာလေးပြီးတာစာသားကတန်စရာနဲ့တူတာတုံတုံတက်ဘီလုံးဘီလုံးတုံအတိုင်းလေးတော့ကိုယ်မရောက်နေခဲ့ပါလားဒီနောက်တော့ဒီကဘာဒီဝေပန်းမျိုးစုံလာကြလေတစင်ပန်းဟာတော်ဝင်နေစပယ်ဖြူဖြူဝင်းလူကွယ်ကြိတ်ကြရဲပုံတရလေးဟာဖြူစင်နေတန်နာရီမှာပြောကြရဲဆောင်းလာရဲနတ်မန်းမြင့်သူအဖို့ထိုက်နေဒီကဘာကြီးဝဲပန်းမျိုးစုံလာရတယ်သစင်ပန်းဟာတော်ဝင်နေစပယ်ဖြူဖြူဝင်းလို့ကွယ်ကြိတ်ကြရဲပုံတရလေးဟာဖြူစင်နေတန်နာရီမှာပြောကြရဲအဖို့ထိုက်တယ်နတ်မန်းမြင့်သူဆန်းလာတယ်တေတေချာချာတွေးလူလာကြည့်ကြွယ်လူအလိုနတ်မလိုက်နိုင်နဲ့လူလည်းကြိုက်နတ်လည်းကြိုက်အကုန်လုံးကြိုက်ကြိုက်စီတယ်သူအမည်လေးဟာမေတ္တာပန်းမှာကွယ်တခြင်းနာမည်ကမေတ္တာပန်းလို့မြင်ရပါတယ်ဒီကဘာကြီးဝဲပန်းမျိုးစုံလှမ်းရတယ်မလှဘူးလားလှပါလေဗျတစင်ပန်းဟာတော်ဝင်နေတော်ဝင်တဲ့တစင်လို့သတ်မှတ်တာဟုတ်ပါစပယ်ဖြူဖြူဝင်းလူကွယ်ကြိတ်ကြရဲသူ့ရဲ့ပုံစံလေးကဘယ်လိုလဲကျွန်တော်မမြင်ရဘူးနော်ပုံစံလေးဟာဖြူစင်နေကိုရှိရှိရပြောတယ်ဒဏ္ဍာရီမှာပြောကြတယ်ဆန်းလာတယ်နတ်ပန်းမြင့်စုအဖို့ထိုက်တယ်နတ်ပန်းမြင့်စုလို့တာပြောတယ်ဘယ်သူမြင်ဘူးလို့ဒါဒဏ္ဍာရီမှာပဲရှိတာဟုတ်နော်အဲ့ကြတော့ရှိလို့တော့စာကလာပါတယ်နော်တေတေချာချာတွေးလူလာကြည့်ကြွယ်လူအလိုနတ်မလိုက်နိုင်နဲ့ကိုကြိုက်တာကိုရွေးချယ်တာလေလူလည်းကြိုက်နတ်လည်းကြိုက်အကုန်လုံးကြိုက်ကြိုက်စီတယ်သူ့နာမည်ကပါတယ်နော်သူ့အမည်လေးကမေတ္တာပန်းမှာကွယ်လူလည်းကြိုက်တယ်နတ်လည်းကြိုက်တယ်ပန်းအကုန်လုံးလည်းကြိုက်တယ်ပါပန်းနော်မေတ္တာပန်းမှာဟုတ်လားနော်ဒါလေးကျွန်တော်တွင်းဖို့စီစဉ်ထားပါတယ်နော်ပတ်စံကောက်ရခေါ်ဒီကျွန်တော်လည်းရှားနေတယ်သူ့ကလေးကမကျဲတော့ဘူးအောက်လေးမှာမျိုးရှိနေတာပေါ့အဲ့ဒါကိုကိုယ်လည်းပြည့်နေပြီအောက်လေးကောင်းတယ်ကျေးဇူးတင်ပါတယ်နော်အဲ့ဒါဒီ